တော့ဒီနေ့တင်မဲ့တင်ခန်းစာကဒီဟာပါဒီမှာဆိုလို့ရှိရင်ဒီဇိုင်နာတွေရဲ့လိုအပ်ချက်အချက်20လို့ဆရာမစာအုပ်ထဲမှာပြောထားတဲ့အထက်ကနံပါတ်1 profile လို့ရေးထားတဲ့အရာပေါ့နော်ဒီ profile ဆိုတာဘာလဲဆိုလို့ရှိရင်သမီးတို့ရဲ့ပြရုပ်ပါသမီးတို့ကဘသူဘဝဆိုတာပြတဲ့အရာပေါ့နော်အဲ့တော့သမီးတို့အခုလက်ရှိနားထဲမှာဘလို့ကြားဘူးနေမလဲဆိုရင်အဲ့ဒီအရာကိုpersonal brand လို့လည်းတော်တော်များများကြားဘူးနေမယ်ပေါ့နော်အဲ့တော့ဒါကိုဘလို့ကြားဘူးမလဲဆိုရင်personal brand လို့လည်းကြားဖို့နိုင်ပါတယ်personal brand เนาะအဲ့တော့ personal brand တစ်ခုဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဆရာမတို့ကဘာတွေလုပ်ရမှာလဲဆိုလို့ရှိရင်ကိုကဘယ်နေရာမှာကျွမ်းကျင်လဲဆိုတဲ့အရာကိုချပြရမှာဖြစ်ပါတယ်အဲ့တော့ဘယ်နေရာမှာကျွမ်းကျင်လဲဆိုတဲ့နေရာမှာဒီမှာဆရာမဥပမာနမူနာလေးတွေပေးထားပါလဲအမတို့က illustration တွေပုံတွေဆွဲတဲ့အပိုင်းမှာကျွမ်းကျင်တာလားဒီ fan တီးမှုအပိုင်းမှာကျွမ်းကျင်တာလားဒါမှမဟုတ်ရင်အမတို့ကဆက်ချုပ်တင်ထားလို့ဆက်ချုပ်ပိုင်းမှာကျွမ်းကျင်တာလားအဲ့ဒီအရာကိုချပြရပါမယ်အဲ့တော့ချပြမယ်ဆိုတဲ့နေရာမှာအခုလောလောဆယ်ဒါဆရာမတို့ပြနေတာဒီချပြမယ်ဆိုတဲ့နေရာမှာအခုဘာတွေရှိလဲဆိုလို့ရှိရင် okay အခုအပြင်မှာကြောက်တဲ့လူဆိုလို့ရှိရင်ကိုရက်ရွာပေါ့နော်ရွာထဲမှာဆိုလို့ရှိရင်လူကြီးဘယ်လောက်ရှိမလဲလူကြီးဥမာ1000ရှိတယ်ဆိုလို့ရှိရင်အဲ့လူကြီး1000အသင်းမှာရွာထိတ်ကနေရွာမီးကိုသိလို့လားမသိဘူးလေနော်တကယ်လို့တအားကိုနာမည်ကြီးတယ်ဆိုမှဒီ1000မှာမှဆရာမတို့က10%ဆိုလို့ရှိရင်လူ100ပဲကိုရဲ့ customer ဖြစ်မှာဟုတ်ပြီနော်အဲ့တော့ကိုကဥမာဆက်ချုပ်တစ်ခုပဲကျွမ်းနေဆိုရင်ဆက်ချုပ်တာကိုပဲကျွမ်းကျင်ကြအောင်ချပြရမယ်အဲ့တော့အဲ့ဆက်ချုပ်ထဲမှာမှကိုကနောက်ထပ်ဘယ်ပိုင်းတွေကျွမ်းတာလဲဒီပတ်တန်ပိုင်းမှာကျွမ်းတာလားဟမ်မိတ်ပိုင်းမှာကျွမ်းတာလားအကုန်ကိုကျွမ်းနေတာလားပေါ့အဲ့အရာကိုဘာနဲ့ချပြလို့ရလဲဆိုရင်အမတို့ချပြလို့ရတဲ့ဟာနောက်တစ်ခုရှိရဲအဲ့ဒါဘာလဲဆိုတော့အမတို့ကိုယ်တိုင်ဝစ်ပြမလားဒါမှမဟုတ်အမတို့ရဲ့ customer လာအပ်တဲ့လူတွေကိုအကောင်းဆုံးဖန်တီးပေးမလားဒီနှစ်ခုပေါ့နော်အဲ့မှာတော်တော်များများဆီယမတွေ့ရတာဗာလဲဆိုတော့ဆီယမကျမတို့ကနေမှာချုပ်တာနေမှာချုပ်ရင်ဘာလုပ်လဲဈေးမရဘူးဈေးမရတော့ဆီယမရဲ့အချီအယောင်တူလဲမတုံးပေးနိုင်ဘူးအဲ့ချိန်ကျရင်တကယ်တမ်းကကိုကအဲ့ဒါလေးတစ်ခုကိုမြင်လိုက်တာနဲ့ကိုယ့်ရဲ့ဒီမှာကျမတို့ကကျွမ်းကျင်ပါတယ်ဆိုတော့ profile ကိုကိုယ်တိုင်တတ်ချပြတာနဲ့တူတယ်ပေါ့နော်အဲ့တော့နည်းနည်းလေးအချိန်ပိုပေးလိုက်အလုံးရှုပ်ခံလိုက်ဈေးကိုလည်းကိုကပိုကောင်းအောင်လုပ်ပေးထားတာဖြစ်တဲ့အတွက်နည်းနည်းလေးပိုယူလိုက်တခုပဲမစိုးရိမ်နဲ့သူများနဲ့ရှင်လိုက်ရင်ကျမတို့ကဈေးများနေရင်ချုပ်ပါမလားဆိုအဲ့ဒါမှားတယ်ဘလောက်ဈေးများလူကအစတည်းကစချုပ်တယ်ကဘာလို့ချုပ်တာလဲဆိုတော့သူတို့ကလှကျင်လို့ချုပ်တာလှကျင်လို့ချုပ်တာဖြစ်တဲ့အတွက်အမတို့ကသူတို့ကိုလှအောင်ဖန်တီးပေးမယ်ဆိုလို့ရှိရင်ဘလောက်ဈေးကြီးလာဝယ်ဝတ်မှာโอเคနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ပြထားပြလားဖန်တီးမှုပိုင်းမှာကျွမ်းကျင်တာလားဟလာနောက်ထပ်ဒီဆက်ချုပ်တဲ့အပိုင်းမှာကျွမ်းကျင်တာလားပေါ့နော်အမတို့ကျွမ်းကျင်တဲ့အပိုင်းဘယ်အပိုင်းပဲဖြစ်ဖြစ်ချပြလို့ရတယ်။ Okay အဲ့မှာရက်ရွာထဲမှာချပြတယ်။ဟာအဲ့ရပတန်အရန်ကောင်းတာပဲ။ तू ဆိုလို့ရှိရင် handmade လေးတွေအရန်ကောင်းတာပဲ။ handmade လေးတွေလို့ပြောတဲ့နေရာမှာဘယ်လိုလေးရှိမလဲ။အခု handmade တွေအားလုံးအတူတူစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဖြာပြီးတော့စဉ်းစားကြည့်ပါ။နော်။အဲ့တော့ပတန်ကနေနှစ်ခုဆရာမထပ်ပြောပြလိုက်အောင်မယ်။ပတန်မှာဆိုလို့ရှိရင်ဆရာမတို့အခုဒီတိုင်းတန်းကြိုက်တာလေမြန်မာလက်မနီးဆိုတန်းပြီးတော့ညက်တာတန်းညက်တဲ့နီးရှိရယ်နောက်တနည်းကဘာလဲဆရာမတို့လိုပတန်အဖြူစာရွက်တွေနဲ့ဆွဲတဲ့နီးရှိရယ်နောက်တနည်းကဘာလဲဆိုတော့ body fit ဆိုတာဒီအယုတ်ပေါ်မှာလေအယုတ်ပေါ်မှာတခါတည်း flat ယူပြီးတော့မှသူ့ရဲ့ခန္ဓာကိုယ်ချုပ်တာဒါကပတ်တန်၃မျိုးအမတို့ဒီအပိုင်းမှာကျွမ်းတာလားပေါ့အဲ့ဒီဘိုင်းမှာကျွမ်းတာဆိုလို့ရှိရင်အမတို့ကအဲ့ဒါကိုလူတွေမြင်အောင်နေ့စဉ်တစ်နာရီဆိုတစ်နာရီကိုယ့်အိမ်မှာလုပ်နေမလားဒါမှမဟုတ်လို့ရှိရင်ဒီကိုယ့်ရွာထဲမှာမဟုတ်ဘူးဆိုလို့ရှိရင်လည်းဘာမှပြမလဲ online မှာပြမလားပေါ့နော်တခုခုနဲ့ပြအဲ့တော့ဆရာမကကျတော့ဘယ်ဟာ recommend ပေးတာလဲဆိုတော့ online ကို recommend ပေးတာ online နောက် online ကဘာနဲ့တူလဲဆိုလို့ရှိရင်လူဆွမ်းနာတော့ကအမားတို့ကိုဇမတ်တွက်ပြလိုက်တာလားကိုရဲ့ရက်ရွာမှာလုပ်မယ်ဆိုလို့ရှိရင်တောင်မှလူ1000ပဲရှိရ online နေ1000ကလား1000ကလားမကဘူးတကဘာလုံးအဲ့တော့နိုင်ငံခြားမှာအမေရိကန်မှာနေတဲ့မြန်မာလူမျိုးတွေမရှိဘူးလားထိုင်းမှာနေတဲ့မြန်မာလူမျိုးတွေမရှိဘူးလားအဲ့လူတွေကတကယ်ဘုန်းကြီးကျောင်းတွေဖျားတွေသွားပြီးအခါရက်တွေဆိုရင်မြန်မာဝတ်စုံတွေမဝတ်ဘူးလားဝတ်တယ်အဲ့ချိန်ကျတော့ဒီရဲ့1000 1000 သိန်းတန်းတော့တကဘာလုံးဒီကိုယ့်ရဲ့ဈေးကွက်ဖြစ်လာဖို့ဆိုအမားတို့ရဲ့ကျွမ်းကျင်မှုဘယ်မှာတင်ရမှာလဲဆို online မှာတင်ရမှာအဲ့တော့အဲ့ online မှာတင်တဲ့နေရာမှာတစ်ခုဆိုရင်တစ်ခုတိတိကျကျကျွမ်းကျင်မှုလိုမယ်အဲ့ဒါကိုမှတ်ထားပေးပါတစ်ခုဆိုရင်တစ်ခုတိတိကျကျကျွမ်းကျင်မှုလိုမယ်ဟာကျမ handmade ကျွမ်းနေဆိုပြီးတော့ဒါပတန်တက်လွယ်တာ handmade နော် handmade ကျွမ်းနေကျမပန်းကျက်ကြီးထိုးပြတယ်ဟုတ်တယ်နော်ပ
န်းကျဲဒီထိုးပြတယ်ကနုတ်တွေကမညီဘူးတွတ်ဖြစ်နေတယ်ဆန်နှုံးတွေမညီဘူးဒီဘက်ကရှင်းတယ်ဒီဘက်ကတွင်တိုးတယ်ကနုတ်လို့ပြောလိုက်တယ်ကနုတ်ဒီတကွေးကနေပြီးတော့မှနောက်တကွေးကိုညီလေးဆက်ရတဲ့မျိုးအဲ့ဒါကိုဒီလိုမျိုးကြဲကြီးတွေဆက်ချလိုက်တယ်ဒါဆိုလို့ရှိရင်အမတို့ရဲ့ကျွမ်းကျင်မှုကသူများလှောင်စရာဖြစ်သွားပြီအဲ့ဒီမှာသူများကဈေးလာမပေးတော့ဟုတ်တယ်နော်အဲ့တော့ကိုကလည်းကျွမ်းကျင်အောင်လုပ်ရမယ်ကျွမ်းကျင်တဲ့အရာဒီအများကြီးဖြစ်เสียမလိုပါဘူးတစ်ခုဆိုတစ်ခုကောင်းကောင်းရပြီဆိုလို့ရှိရင်အမတို့ရဲ့ကျွမ်းကျင်မှုကလုံလောက်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒါကကိုကဘာကိုကျွမ်းကျင်နေဆိုတဲ့အရာကိုချပြဖို့အတွက်ကိုဆရာမကပြောပြပေးတာပေါ့နော်โอเคအဲ့ဒီမှာဒီတစ်ပိုင်းနောက်တစ်ခုဒီမှာဖန်တီးမှုအပိုင်းလို့ပြောထားတယ်ဒါကအမတို့နဲ့နည်းနည်းအလံဝေးမယ်ဘာဖြစ်လို့အလံဝေးမှာလဲဆိုတော့လေဒီဖန်တီးမှုအပိုင်းဆိုတဲ့နေရာကillustration ဆရာမအခုပုံလေးတွေဆွဲနေတာလေပုံလေးတွေဆွဲနေတာလေနော် illustration ကိုပြောတာအဲ့မှာဒီမှာတစ်ခါလေးမြင်အောင်ပြလိုက်မယ်ဆိုလို့ရှိရင်ကြည့်မယ်ပေါ့နော်okay ဒီမှာဆရာမတို့ဆွဲထားတဲ့ပုံတွေရှိတယ် okay ဒီဟာပေါ့ဒီလိုမျိုးဒီလိုပုံတွေဆွဲပြီးတော့ဒီပေါ်မှာအင်ကြီးဒီဇိုင်းတွေဆွဲတာကိုဆရာမတို့ကဒီ illustration လို့ခေါ်တာဒါဒီအမတို့ပြတာဒီ sketch ပဲရှိသေးရယ်ပုံကျဲမဲရှိသေးရယ်ပေါ့နော်အဲ့တော့နောက်ထပ်ဟို 3D တွေ 4D တွေဆိုတာတွေကထပ်ပြီးတော့ရှိအောင်မယ်အမတို့ဒီလမ်းကြောင်းကိုမလိုက်ဘူးဆိုရင်ရတယ်ဘာမှမဖြစ်ဘူးဒီဘက်လမ်းကြောင်းမှာအမတို့ဘာကိုကျွမ်းကျင်နေလဲဆိုတာကိုချပြရမယ်ဒါကို profile လို့ခေါ်တယ်အဲ့တော့ဒီတဲ့အသေးစိတ်ကိုသိချင်တယ်ဆိုလို့ရှိရင်တော့ဒီ fashion business club မှာ channel လာဆုံနိုင်တယ်ပေါ့နော်ဒီရဲ့ဟိုမှာလဲ Telegram မှာလဲတင်တန်းအဲ့လိုရတယ် Viber 265 239ခုမှာလဲအဲ့လိုရတယ်ဒါကအကျဉ်းမြင့်လေးရှင်းပြတာသူ့မှာအကျယ်ကြီးရှိပါသေးရဲ့နော်အဲ့တော့ဒါစာအုပ်သမားတွေအတွက်စာအုပ်ထဲမှာရေးပေးထားပြီးတော့ဆရာမကနားမလည်မှာဆိုလို့ဒီလိုမျိုးလေးနဲ့ပေါ်ပြပြီးတော့ရှင်းပြပေးတာဖြစ်ပါတယ်အဲ့တော့အပြင်တန်းတက်ချင်တဲ့လူလည်းအပြင်တန်းရှိ